sunscreen တေချာလိမ့်တက်ပြီလား sunscreen ကိုလူအများစုလိမ့်နေပုံမမှန်ကန်တာတွေကြောင့်တကယ်ထိရောက်တဲ့ကာကွယ်မှုမရတာတွေဖြစ်တတ်ပါတယ်ဒီတော့ sunscreen ကိုလူတွေဘယ်လိုမမှန်ကန်လိမ့်နေမိကြလဲဆိုတာပြောပြပေးမယ်ပထမဆုံးလူအများဆုံးလုံးမိတဲ့အမှားကနည်းနည်းပဲလိမ့်တာပါ sunscreen ကိုနည်းနည်းပဲလိမ့်ရင် SPF 50ဖြစ်နေလေတကယ်ရမယ့်ကာကွယ်မှုမရပါဘူးမျက်နှာအတွက်ဆိုထူဖင်ကာယူလို့ခေါ်တဲ့လက်ညိုးနဲ့လက်ခလဲနှစ်ချောင်းရှည်လောက်ပမာဏလိုပါတယ်ကိုတကိုယ်လုံးအတွက်ဆိုရေနွေးချမ်းပန်ကန်လုံးတစ်ခွက်လောက်ပမာဏလိုတက်ပါတယ်ဒီအမှားကအပြင်ထွက်ခါနီးမှလိမ့်တာပါ sunscreen ကအရေးပြားတဲ့စုပ်ယူဖို့အချိန်လိုပါတယ်အပြင်မထွက်ခင်အနည်းဆုံး15မိနစ်ကနေ20မိနစ်လောက်ကြိုပြီးလိမ့်ထားတင်ပါတယ်အဲ့လိုမှနေအောင်ထိတဲ့အချိန်မှာကာကွယ်မှုပိုကောင်းပါလိမ့်မယ်နောက်တစ်ခုကတနေ့တစ်ချိန်ပဲလိမ့်ပြီးထပ်မလိမ့်တာပါနေအောင်ထဲနေတဲ့အချိန်မှာချွေးထွက်တာမျက်နှာတုပ်တာရေထိတာတွေကြောင့် sunscreen ရဲ့အာနိသင်လျှော့သွားတတ်ပါတယ်ဒါကြောင့်အပြင်မှာနေမယ်ဆိုရင်2နာရီကြာတိုင်းထပ်လိမ့်ပေးတာပိုကောင်းပါတယ်လူတော်တော်များများလေပင်နားနောက်လက်မောင်းလက်ဖျားစားတဲ့နေရာတွေကိုမလိမ့်မိကြတာလည်းတွေ့ရပါတယ်တကယ်တော့အဲ့ဒီနေရာတွေကလည်းနေအောင်တိုက်ရိုက်ထိနိုင်တဲ့နေရာတွေဖြစ်ပါတယ်ဒါကြောင့် sunscreen လိမ့်တဲ့အခါမျက်နှာတင်မဟုတ်ပဲလေပင်နဲ့နေအောင်ထိနိုင်တဲ့အရေးပြားတွေကိုပါလိမ့်ပေးတင်ပါတယ်နောက်တစ်ချက်ကတော့ SPF နဲ့ PA ကိုလည်းသတိထားရွေးတင်ပါတယ်မရွေးတက်သေးရင်တော့ရှေ့ဗီဒီယိုမှာအသေးစိတ်ပြောပြထားပါတယ်ညီကုန်းချုပ်ပြောရရင်နေလောင်ကာခရင်ကလိမ့်ထားရုံနဲ့မလုံလောက်ပါဘူးပမာဏမှန်မှန်လိမ့်ဖို့ပြင်ထွက်မီ15မိနစ်ကြိုလိမ့်ဖို့2နာရီကြာတိုင်းထပ်လိမ့်ဖို့အရေးကြီးပါတယ်ဒီလိုမှသာနေအောင်ကြောင့်ဖြစ်နိုင်တဲ့အသားမဲနဲ့ချင်းအရေးအကြောင်းတွေအရေးပြားပျက်စီးမှုတွေကိုကောင်းကောင်းကာကွယ်နိုင်ပါလိမ့်မယ်နော်